ကိုစားမှာလားမိဂလာပါပထမအချက်အနေနဲ့ချက်သားကိုဒီပြက်ပြီးအစားအစာနဲ့တင်ခဲကိုအပားလိုက်ထည့်ပြီးထုတ်ပို့ပြီးရေခဲတစ်တာထည့်ထည့်ကဂျုံမုံထည့်ကချက်ဥကိုထည့်ကကြော်ထားသောအပိုင်းများကိုထည့်ပြီးဒေအိုထည့်ထည့်ကထောပတ်ထည့်ကတကြားထည့်နွားနို့ကိုရောမွေပြီးစားအနီနဲ့အသေးအတန်များကိုဒီပြက်ပြီးရောမွေလိုက်ပါနော်ဒါကိုစားမှာလားသုံးတစ်ပွားအရင်ဆုံးချက်သားကိုဒီဖြတ်ပြီးချိတ်နဲ့ချိတ်ထက်ကထုတ်ပြီးရေခဲတစ်တာထဲထက်ကဂျုံမုံထက်ကချက်ဥကိုထက်ကကြော်ထားသောအပိုင်းများထက်ကကြော်ပြီးနောက်ထောပတ်ထက်ကကြားချင်းလို့ထက်ကနွားနို့တင်စားနီတို့ကိုရောမွေပြီးအသီးအနှံများကိုဒီဖြတ်ပြီးရောမွေကစားသုံးလိုက်ပါနော်ပထမဦးစွာချက်သားကိုဒီဖြတ်ပြီးပါတီအစားအစာများနဲ့တင်ခဲများထက်ကထုတ်ပို့ပြီးနောက်ရေခဲတစ်တာထဲတွင်ထည့်ပါပြီးရင်ဂျုံမုံကိုထည့်ပြီးချက်ဥကိုထည့်ပြီးကြော်ထားသောအပိုင်းများကိုထည့်ပြီးနည်းနည်းအောင်ကြော်ပြီးထောပတ်ထည့်ပါပြီးရင်တကြားနှင့်နို့တို့ကိုရောထည့်ပြီးနွားနို့တင်စားအနိယာတို့ကိုထည့်ပြီးအသီးအနှံများကိုဒီဖြန့်၍ရောမွေပါပြီးမှစားပြီးပျော်လိုက်ပါပထမဦးစွာချက်သားကိုဒီဖြတ်ပြီးနောက်ပါတီပွဲအစားအစာများတင်ခဲများထက်ကထုတ်ပို့ပြီးရေခဲတစ်တာထဲထက်ကဂျုံမုံထက်ကချက်ဥထက်ကကြော်ထားသောအပိုင်းများထက်ကကြော်ပြီးနောက်ထောပတ်ထက်ကတကြားထဲနွားနို့ကိုရောမွေပြီးစားအနီတဲ့အသီးအနှံများကိုဒီဖြတ်ပြီးရောမွေလိုက်ပါပြီးနောက်စားသုံးနိုင်ကတစ်သက်စွာစားသုံးနိုင်ပါပြီအဆုံးစွန်သောပန်းပန်းကင်းတင်ခဲသုံးတစ်ပွားပထမဦးစွာကိုဖြတ်ပြီးဆက်ဖြတ်ပြီးဆက်ပြီးပေါင်မုံကိုဒီဖြတ်ပြီးကိုချိတ်စပါးပေါင်မုံထဲမှာထည့်ပြီးနဲ့ရှိုင်းစွာကြော်ပြီးအထဲမှာပြန်ချင်းနေတဲ့တင်ခဲတွေကိုဒီဖြတ်ပြီးစားသုံးလိုက်ပါပထမဦးစွာကိုဖြတ်ပြီးဆက်ဖြတ်ပြီးနောက်ကိုဖြတ်ပြီးဆက်မုံကိုဖြတ်ပြီးနောက်ကိုချိတ်စပန်းမုံတွေထည့်ပါနေတဆေပြီးရင်နေတဆေဖြတ်ထားတဲ့ပေါင်မုံကိုဒီဖြတ်ပြီးကိုချိတ်စပါးပေါင်မုံထဲမှာထည့်ပြီးနဲ့ရှိုင်းစွာကြော်ပြီးတော့ပြန့်ကျင်းနေတဲ့တင်ခဲထဲမှာပါတွေ့ပါလေပြီးမှစားရတာတစ်သက်ပါတယ်ပထမဦးစွာ
တစ်တစိထိုနောက်လက်တစိမုံကိုဖြတ်ပြီးနောက်မြာကိုချိတ်စပါးပေါင်မုံတွေထည့်ပြီးနဲ့ရှိုင်းစွာကြော်ပြီးနောက်ပြန်ကျင်းနေသောချိတ်အထဲမှာဘာပါရှိဒီကိုတစ်သက်စွာစားတော့ကတစ်သက်စွာစားတော့ပြီးနောက်သုံးဘတ်တွင်ထုတ်ဆက်ပါဆော့စ်နဲ့အတူဒိုနဲသုံးတစ်ပွားရှေးဥစွာဒိုနတ်များတွင်ထည့်ပြီးချက်သွန်ဖြူထက်ကချက်သွန်ဖြူထက်ကတဲ့အိုးထက်တွင်ထောပတ်ထက်ကချက်သွန်မီထက်ကချက်သွန်ဖြူအပိုင်းများကိုထက်ကတဲ့အိုးထက်တွင်ခရမ်းကျင်သည့် sauce ထက်ကပြီးရင်အရွက်များကိုခရမ်းကျင်သည့် sauce ထဲသို့ထည့်ပါပြီးရင်ကိုချီပြီးချက်ဥမုံနဲ့တို့ကိုထည့်ပြီးချက်ဥကိုတစ်ခါနဲ့ကြော်ပြီးမှစားပါပြီးပြင်ချက်သွန်နီကိုထည့်ပြီးချက်သွန်ဖြူ၏အစိတ်အပိုင်းများကိုထည့်ပြီးတဲ့အိုးထဲတွင်ခရမ်းကျင်သည့် sauce ထည့်ပါပြီးပြင်အရွက်အစာများကိုခရမ်းကျင်သည့် sauce ထဲသို့ထည့်ပါပြီးပြင်ကိုချီပြီးချက်ဥမုံနှင့်ကိုထည့်ပါပြီးပြင်အရွက်အစာများကိုခရမ်းကျင်သည့် sauce ထဲသို့ထည့်ပါပြီးပြင်ကိုချီပြီးချက်ဥမုံနှင့်ကိုထည့်ပါပြီးပြင်ချက်ဥကိုတစ်ဖက်ကြော်ပြီးအရသာခံလိုက်ပါပထမအချက်ကဒိုးနဲ့ထဲမှာထည့်ပြီးချက်သွန်ဖြူထည့်ပြီးရင်ချက်သွန်ဖြူကိုတဲ့အိုးထဲမှာထောပတ်ထည့်ချက်သွန်နီထည့်ပြီးတော့ချက်သွန်ဖြူရဲ့အစိတ်အပိုင်းတွေကိုထည့်ပြီးတဲ့အိုးထဲမှာခရမ်းကျင်သည့် sauce ထည့်ပြီးတော့အရွက်စာတွေကိုခရမ်းကျင်သည့် sauce ထည့်လိုက်ပါပြီးရင်ကိုချီပြီးချက်ဥမုံနဲ့တို့ကိုထည့်ပြီးချက်ဥကိုတစ်ဖန်ကြောကနည်းနည်းကြောကစားသုံးကအရသာရှိအောင်ပေါက်ကနောက်အဝါကိုလေးခေါဘေကွန်တင်ခဲကျော်သုံးတစ်ပွားပထမအချက်ကတင်ခဲနောက်မိကိုကတော့တင်ခဲကိုဖယ်ရှားပစ်ပါတင်ခဲကိုထုတ်ဖို့ဘေကွန်ကိုထပ်ဖြစ်ပြီးရောမိပြီးထည့်ပြီးကြော်ပြီးပျော်ပါစားပါပထမအချက်ကတင်ခဲနောက်မိကုန်တစ်ခုကတော့တင်ခဲကိုဖယ်ရှားပြီးတင်ခဲထုတ်ဖို့ဘေကွန်ကိုလောင်းပါပေါင်းထည့်၍ရောမွေပြီးရထည့်ကြော်ကစားသုံးနိုင်ပါပြီပထမမိကွန်ကချိတ်နဲ့ပတ်သက်တဲ့မိကွန်တွေကိုသဘောကျခဲ့တဲ့နောက်မိကွန်ကတော့တင်ခဲကိုဖယ်ထုတ်ပါချိတ်နဲ့လောင်းချပေးကွန်တင်ခဲကိုထုတ်ဖို့ပေးကွန်ကိုထပ်ဖြစ်ပြီးရောမွေပြီးထည့်ပြီးကြော်ပြီး
နောက်အဝိုင်းမှာပျော်ပျော်ပါပါငါအရင်ဆုံးချက်သားကိုအခုခွာပြီးပါပါရီပြီးချက်ဥသောလုံးကိုကွဲအောင်ခွဲပြီးမှသမအောင်နေပြီးမှချက်သားမို့ကိုထည့်ပြီးချက်ဥထဲချက်သားကိုထည့်ကျော်ပြီးချက်သားကိုပါပါရီပြီးစပွဲပေါ်တင်တာထောပတ်တီကိုရီပြီးခရမ်းကျင်ဒီကိုပါပါရီပြီးဆလက်ရွက်ကိုရီပြီးရေထဲထည့်ပြီးနောက်ခရမ်းချင်တီဆော့စ်ကိုတစ်သက်စွာစားတော့ပါအရင်ဆုံးချက်သားကိုအခုခွာပြီးပါပါတီးဖြတ်ပြီးချက်ဥသောလုံးကိုဖောက်ပြီးရောမွေလိုက်ပါပြီးချက်သားကိုဂျုံမုံထည့်ပြီးချက်သားကိုချက်ဥထဲထည့်ပြီးကြော်ထားတဲ့အပိုင်းတွေကိုချက်သားထည့်လိုက်ပါပြီးရင်ကြော်ပြီးစပွဲပေါ်တင်ကထောပတ်တီးကိုရီးပြီးခရမ်းကျင်တီကိုရီးထားပါပြီးမှဆလက်ရွက်ကိုရီးပြီးရေထည့်ပြီးခရမ်းချင်တီဆော့စ်ကိုထည့်ပါပြီးရင်အဲ့ဒါကိုစားပြီးပျော်လိုက်ပါပထမဦးစွာချက်သားကိုအခုခွာပြီးပါပါရီပြီးအပန်းပိုင်းဖြတ်ပြီးချက်ဥသောလုံးကိုကွဲအောင်ရောမွေပြီးချက်သားကိုဂျုံမုံထည့်ပြီးချက်သားကိုချက်ဥထဲထည့်ကချက်သားကိုကြော်ပြီးတဲ့အိုးထဲထည့်ကစပွဲပေါ်တင်ကထောပတ်တီးကိုရီးပြီးခရမ်းကျင်တီကိုရီးကဆလက်ရွက်ကိုရီးကရေထဲထည့်ကဆော့စ်ကိုရေထဲထည့်ကခရမ်းချင်တီဆော့စ်ကိုအရသာခံလိုက်ပါပြီးရင်နောက်တစ်ဆင့်က6ပါအရင်ဆုံးချက်သားကိုဒီဖြတ်ပြီးဂျုံမုံထည့်ပြီးချက်သားကိုဂျုံမုံထည့်ပြီးချက်ဥတစ်လုံးကိုရောမွေပြီးချက်သားကိုချက်ဥထဲထည့်ကချက်သားကိုအစိပ်ပိုင်းလေးတွေနဲ့ကြော်ပြီးပြင်းလေးကြော်ပြီးနောက်ချက်သားကြော်ထဲမှာကိုထည့်ကထဲမှာထည့်ပြီးဖုတ်ပြီးမုံဖုတ်ဆိုတာကိုမုံစီထဲမှာထည့်ကထက်ကစားပါ၎င်းကိုခါစားပါပြီးရင်ချက်သားကိုချက်ဥထဲထည့်ကချက်သားအပိုင်းများကိုကြော်ပြီးနည်းနည်းကြော်ပါ
ပြီးမှကိုချက်ကြော်ထဲမှာထည့်ပြီးကြော်ပါပြီးမှကိုဖဲထည့်ပြီးအပေါ်ရွက်ကိုထည့်ပြီးပေါင်မုံကိုထည့်ပါပြီးမှကိုဖဲထည့်ပြီးအပေါ်ရွက်ကိုထည့်ပြီးပေါင်မုံကိုထည့်ပါပြီးမှစားပြီးပျော်လိုက်ပါပထမပိုင်းဖြတ်ထားတဲ့ချက်သားကိုဂျုံမုံထည့်ပြီးချက်သားကိုဂျုံမုံထည့်ပြီးချက်ဥတစ်လုံးကိုရောမွေပြီးချက်သားကြော်ထဲမှာထည့်ပြီးဖုတ်ပြီးထဲမှာထည့်ပြီးတော့အပေါ်ပိုင်း S နဲ့နောက်ဆုံးမုံချိုရွက်ကိုထည့်ပြီးစားသုံးလိုက်ပါချိတ်ပြင်းကြော်သုံးတစ်ပွားပထမဦးစွာစစ်တူရင်ကိုအမြင့်မျိုးစိန်တွင်ထားပြီးနောက်ကျုံမုံတင်စားဥတင်တို့ကိုယောဂသမအောင်ဝေပြီးတင်တကြားစားဥနို့ကိုတကြားစားချက်ဥနို့တွင်ထည့်ကအပိုင်းများကိုကြော်ကာနဲ့ဆိုင်တော့အကျော်ကိုပြီးရင်စစ်တူရင်ကြော်မျိုးစိန်အတွင်းတွင်ပါရှိလဲချိလိုက်ရအောင်ပြီးမှစားလို့ရပါတယ်အရင်ဆုံးတင်ခဲကိုအမြင့်မှထားပြီးဂျုံမုံနဲ့စားချက်ဦးနဲ့နွားနို့ကိုထည့်ပြီးရောမွေလိုက်ပါပြီးရင်စားဥနို့တကြားစားချက်ဥနို့တွင်မျိုးစိန်မြင့်ချိတ်ကိုထည့်ပြီးအပိုင်းများကိုကြော်ကာနဲ့ဆိုင်စွာကြော်ပါပြီးတော့ချိတ်ပြင်းကြော်မျိုးစိန်ထဲမှာပါတွေပါလဲကြည့်ရအောင်ပြီးရင်အဲ့ဒါကိုစားပြီးပျော်လိုက်ပါပထမအချက်ကတင်ခဲကိုအမြင့်မျိုးစိန်မှာထားပြီးမှဂျုံမုံနဲ့စားဥနဲ့နို့ကိုရောပြီးသမအောင်ရောပြီးတကြားစားဥနို့ထဲမှာချိတ်ကိုတကြားစားဥနို့နဲ့အပေါင်းပိုင်းတွေကြော်ပြီးကြော်ထားတယ်။မျိုးစိန်ထဲမှာပါရှိလဲကြည့်လိုက်ရအောင်ပြီးမှစားရတာပြောမယ်မထင်ပါဘူးစစ်ပေါ်မတက်ခင်ကစားလိုက်နော်။မင်္ဂလာပါမိကုန်းတွေအကြောင်းပြောကြရအောင်ပထမဆုံးသံမတာကိုကြည့်ပြီးဆွဲဖြည့်ပြီးပီဇာလေးတောင်လေးတွေဒီဖြတ်ပါပြီးရင်ဂျုံမုံကျက်ဦးနဲ့ပန်ကိုတိုးနဲ့အုပ်ပါပြီးရင်စီပူထဲကြော်ပြီးစားလိုက်ပါမိကုန်းတစ်ခုစီမေးပြီးနောက်သင်ပဲလောက်ယုံကြည်မှုရှိလဲဆိုတာဆုံးဖြတ်ပါယုံကြည်မှုရှိဖြေဆိုခြင်းဖြင့်သင်အားအမှတ်များအပေါ်ရရှိစေနိုင်ပါသည်ဒါပေမဲ့အမားတွေကမင်းကိုပေးဆက်ရလိမ့်မယ်တီးကန်ချိတ်ချောင်းများသုံးတစ်အရင်ဆုံးသံမတာကိုကြည့်ပြီးဆွဲဖြည့်ပြီးပီဇာလေးတောင်လေးတွေဒီဖြတ်ပါပြီးရင်ဂျုံမုံကျက်ဦးနဲ့ပန်ကိုပုံးနဲ့အုပ်ပြီးစီပူဖဲကြော်ပါပြီးရင်စားပြီးသုံးစားလိုက်ပါအရင်ဆုံးပီဇာကိုဆွဲဖြည့်ပြီးပီဇာစတူရန်လေးတွေဒီဖြတ်ပါ
ပြီးရင်ဂျုံငုံကျက်ဦးနဲ့ပန်ကိုပုံးနဲ့ဥပ္ပါပြီးရင်စားပြီးတစ်သက်စွာတောင်းစားလိုက်ပါမိကုန်းတွေနဲ့ပတ်သက်တဲ့မိကုန်းတွေကိုသဘောကျမိပါတယ်ပထမဆုံးသံမတာကိုကြည့်ပြီးဆွဲဖြက်ကပီဇာ၄တောက်ပုံစံဒီဖြတ်ပါပြီးရင်ဂျုံငုံကျက်ဦးနဲ့ပန်ကိုတိုးနဲ့ဥပ္ပါပြီးရင်စီပူထဲကြော်ပြီးစားလိုက်ပါမိုဇာရဲလာချိတ်တီဝါသုံးတစ်တစ်အရင်ဆုံးပေါင်မုံလေးချက်ကိုစီပြီးစားတပိဖြစ်ရဲ့အပြင်ဘက်ကိုဖြတ်ပြီးအတုံးသေးသေးလေးတွေ့ပြီးကျက်ဥကိုခွဲပါပြီးရင်ကျက်ဥကိုပေါင်မုံထဲဖြတ်ပြီးတင်ခဲထဲလိုက်ပြီးကျက်ဥထဲပါပြီးရင်ပေါင်မုံနဲ့ဖြတ်ပြီးစီပူထဲကြော်ပြီးစားလိုက်ပါအရင်ဆုံးပေါင်မုံလေးချက်ကိုစီပြီးစားတပိဖြစ်ရဲ့အပြင်ဘက်ကိုဖြတ်ပြီးအတုံးသေးသေးလေးတွေ့ပြီးဖြတ်ကကျက်ဥကိုခွဲပါပြီးရင်ကျက်ဥကိုပေါင်မုံထဲဖြတ်ပြီးတင်ခဲထဲလိုက်ပြီးကျက်ဥထဲပါပြီးရင်ပေါင်မုံနဲ့ဖြူပြီးစီပူထဲကြော်ပြီးစားသုံးနိုင်ပါတယ်ပထမအထက်လေးပေါင်မုံအကြောင်းမိကုန်းတွေကိုသဘောကျတယ်။ပြီးရင်စားတပိချရဲ့အပြင်ဘက်ကိုဖြတ်ပြီးအပိုင်းလေးတွေ့ပြီးကျက်ဥကိုခွဲလိုက်ပါ။ပြီးရင်ကျက်ဥကိုပေါင်မုံထဲဖြတ်ပြီးတင်ခဲထဲလေးပြီးကျက်ဥထဲလိုက်ပါ။ပြီးရင်ပေါင်မုံတွေနဲ့ဖြတ်ပြီးစီပူထဲကြော်ပြီးစားလိုက်ပါ။ကြွရွာအာလူလေးတောင်သုံးတစ်လုံးအရင်ဆုံးအာလူကိုအခုခွာပြီးရင်အာလူကိုတီးဖြတ်ပြီးအာလူကိုပြုတ်ပါပြီးရင်ထောက်ပါပြီးရင်ငုံညက်ထည့်လိုက်ပါပြီးရင်ဖောက်ပြီးနဲ့စားထည့်ပြီးရောမွေပါပြီးရင်လေးတောက်ပုံစံကြီးပြီးစီပူထဲကြော်ပါပြီးရင်စားလိုက်ပါအရင်ဆုံးအာလူကိုအခုခွာပြီးပါဒီပါအာလူကိုပြုတ်ပါပြီးရင်ကျိတ်ပါပြီးရင်ဂျုံမုံထဲပါပြီးရင်နန်ပင်နဲ့စားထည့်ပြီးရောမွေပြီးလေးတောက်ပုံစံဒီဖြတ်ကစီပူထဲကြော်ပြီးသုံးစားလိုက်ပါ
မိကုန်းတွေကိုတစ်တက်ခဲ့တဲ့အရင်ဆုံးအာလူကိုအခုခွာပြီးရင်အာလူကိုလီးဖြတ်ပြီးအာလူကိုပြုတ်ပါပြီးရင်ထောက်ပါပြီးရင်မုံညက်ထည့်လိုက်ပါပြီးရင်ဖောက်ဒီနဲ့စားထည့်ပြီးရောမွေပါပြီးရင်လေးတော့ပုံစံပြီးစီပူထဲကြော်ပါပြီးရင်စားလိုက်ပါအလိုဆက်တော့ကြော်ထားတော့ရမင်းသုံးတစ်တိအရင်ဆုံးရှင်ရမင်းကိုယူပါပြီးရင်တို့ပြီးရမင်းကိုချက်ပါပြီးရင်ချီတုစ်ပေါင်မုံအစအနများထဲပါပြီးရင်ဆက်ကိုစားကိုအချောက်ခါပြီးခောက်ဆွဲကိုဆက်ကိုစားထဲထည့်လိုက်ပါပြီးရင်ဇာရဲလာချိတ်တွေကိုဖြက်ပြီးချိတ်ပါပြီးရင်ချက်ဦးချီတုံများပေါင်မုံတွေကိုထည့်ပြီးစီပူထဲကြော်ပါပြီးရင်စားလို့ရပါပြီအရင်ဆုံးရှင်ရမင်းကိုယူပါပြီးရင်တို့ပြီးရမင်းကိုချက်ပါပြီးရင်မိုးစားရလာချိတ်ထဲပါပြီးရင်ဆက်ကိုစာရွက်ကိုအချောက်ခါပြီးရင်ခောက်ဆွဲကိုဆက်ကိုစာရွက်ထဲထည့်ပြီးတွေ့ကိုဖြတ်ပြီးခြေလိုက်ပါပြီးရင်ကျဲဦးနဲ့ချိတ်မုံမြက်တွေကိုထည့်ပြီးစီပူထဲကြော်ပြီးသုံးဆောင်လိုက်ပါထမဆုံးရှင်ရမင်းကိုရယူပါဆိုတဲ့မိကုန်းတွေကိုတစ်တက်ခဲ့ပါတယ်ပြီးရင်တို့ပြီးရမင်းကိုချက်ပါပြီးရင်မိုးစားရလာချိတ်ထဲပါပြီးရင်ဆက်ကိုစာရွက်ကိုအချောက်ခါပြီးခောက်ဆွဲကိုဆက်ကိုစာရွက်ထဲဟေးပါပြီးရင်ချိတ်တွေကိုဖြတ်ပြီးချိတ်ပါပြီးရင်ဂျုံမုံကျဲဦးနဲ့ချိတ်မုံမြတ်တွေကိုထည့်ပြီးစီပူထဲကြော်ပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါမိုးစားရလာပါရီလားသုံးတစ်တိအရင်ဆုံးပါရီလာကိုပြုတ်ပြီးရင်လာပေးပြဖူဆော့စ်ထည့်ပြီးမိုးစားရလာချိတ်ထဲကပန်းပေါ်တီပါပြီးရင်ဂျုံမုံကျက်ဦးဆန်ကိုထည့်ပြီးစီပူထဲထည့်ကြောပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါအရင်ဆုံးပါရီလာကိုပြုတ်ပြီးရင်လမ်းပေးပြောင်းဖူဆော့စ်ထည့်ပြီးမိုးစားရလာချိတ်ထည့်ပြီးပန်းပေါ်တီပါပြီးရင်မုံမြက်ချက်ဦးပန်ကိုထည့်ပြီးစီပူထဲကြော်ပြီးရင်စားလို့ရပါပြီမိကုန်းတွေနဲ့ပတ်သက်ပြီးတစ်သက်ခဲ့ရတဲ့အရင်ဆုံးပါရီလာကိုပြုတ်ပြီးရင်လမ်းပေးပြောင်းဖူဆော့စ်ထည့်ပြီးမိုးစားရလာချိတ်ထည့်ပြီးပန်းပေါ်တင်ပါပြီးရင်မုံမြက်ချက်ဦးပန်ကိုထည့်ပြီးစီပူပြင်းကြော်ပြီးရင်စားလို့ရပါပြီငဲချက်သားကျော်သုံးတစ်တလုံးအရင်ဆုံးချက်ရင်အုံကိုထိုးဖောက်ပြီးချက်သားကိုထက်ချမ်းပြီးချက်သားကိုလူဤအောင်ထားပါပြီးရင်သရေစာတစ်ခုယူပါပြီးရင်သရေစာတွေကိုပန်းပေါ်လောင်းထည့်ပြီးသရေစာတွေကိုချိတ်ပါပြီးရင်
စီပုတ်ခလုံးနဲ့ချိတ်ပါပြီးရင်ပင်ရင်ဟာရုပ်ကောင်းနဲ့စားထည့်ပြီးထက်ချမ်းစားပါပြီးရင်ကြုံမုံကျက်ဦးနဲ့ပန်ကိုထည့်ပြီးစီပူပူနဲ့ကြောပါပြီးရင်စားလို့ရပါပြီအရင်ဆုံးကြက်ရင်အုံကိုထိုးဖောက်ပြီးထက်ချမ်းချမ်းကကြက်သားကိုနူးဤသွားအောင်ထားပါပြီးရင်သေစာတစ်ခုယူပြီးရင်သေစာတွေကိုပန်းပေါ်လောင်းထည့်ပြီးသေစာတွေကိုကြိတ်ချလိုက်ပါပြီးရင်ကြုံမုံကျက်ဦးနဲ့ပန်ကိုထည့်ပြီးစီပူထဲကြော်ပြီးရင်စားပြီးသုံးဆောင်လိုက်ပါကျက်ရင်အုံကိုအရင်ထိုးဖောက်ပြီးချက်သားကိုထက်ချမ်းချမ်းပြီးချက်သားကိုနူးအောင်ထောင်းပါဆိုတဲ့မိကုန်းတွေကိုသဘောကျမိပါတယ်ပြီးရင်သေစာတစ်ခုယူပါပြီးရင်သေစာတွေကိုပန်းပေါ်လောင်းထည့်ပြီးသေစာတွေကိုကြိတ်ပါပြီးရင်စင်ပုတ်ခလုံးနဲ့ကြိတ်ပါပြီးရင်တင်ရင်ဟန်ရုပ်ကောင်းနဲ့စားထည့်ပြီးထက်ချမ်းခောက်ပါပြီးရင်ကြုံမုံကျက်ဦးနဲ့ပန်ကိုထည့်ပြီးစီပူထဲကြောပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါချီတိုများပေါ်လုံးများသုံးတစ်လုံးအရင်ဆုံးချီတိုများအိတ်ကိုဖြတ်ပြီးရောမွေပါပြီးရင်ပန်းပေါ်တင်ပါပြီးရင်အားလုံးတွေကိုထည့်ပြီးစားရုပ်တီးရုပ်ကောင်းမှုဟောက်ပြီးထည့်ပြီးရောမွေပါပြီးရင်ပေါ်လုံးလေးတွေလိမ့်ပြီးဖာကိုအုပ်ပြီးစီပူထဲကြောပါပြီးရင်စားလို့ရပါပြီအရင်ဆုံးချီတိုများအိတ်ကိုဖြတ်ပြီးကြိတ်ချီကပန်းပေါ်တင်ပါပြီးရင်အာလူထည့်ပြီးစားရုပ်ကောင်းမုံနန်းနန်းပင်ထည့်ပြီးရောမွေပါပြီးရင်ပေါ်လုံးလေးတွေဖြစ်အောင်လင်းပြီးပန်ကိုအလွာလိုက်အုပ်ကစီပူထဲကြော်ပြီးသုံးဆောင်လိုက်ပါမိကုန်းတွေကိုတစ်တက်ခဲ့တဲ့အရင်ဆုံးချီတိုများအိတ်ကိုဖြတ်ပြီးရောမွေပါပြီးရင်ပန်းပေါ်တင်ပါပြီးရင်အာလူတွေကိုထည့်ပြီးစားရုပ်တီးရုပ်ကောင်းမုံနဲ့ဖောက်တီတို့ကိုထည့်မွေပါ
一ဘောလုံးလေးတွေလိမ့်ပြီးငွေပါကျွမ်းရွတော့အာလူတုံးများသုံးတစ်တစ်အရင်ဆုံးအာလူအခုကိုအခုခွာပြီးအိတ်ထဲထည့်လိုက်ပါပြီးရင်ကြုံမုံချက်တုံးဖြူရုပ်တီးစိမ်းစားရုပ်ကောင်းနဲ့နန်းနန်းပင်ထည့်ပြီးရောမွေလိုက်ပါပြီးရင်လေးပြီးရေထဲတစ်တာထဲထည့်ထားလိုက်ပါပြီးရင်ကြုံမုံနဲ့ရေထည့်ပြီးရောမွေလိုက်ပါပြီးရင်ပါကိုထဲထည့်ပြီးစီပူထဲကြော်လိုက်ပါပြီးရင်စားလို့ရပါပြီအာလူကိုအရင်ဆုံးအခုခွာပြီးမှအိတ်ထဲထည့်ပါပြီးရင်မုံမြက်ချက်တုံးဖြူရုပ်တီးစိမ်းစားရုပ်ကောင်းနဲ့နန်းနန်းပင်တို့ကိုထည့်ပြီးရောမွေပြီးလိတ်ကရေခဲခဲအောင်ထားပါပြီးရင်မုံမြက်မုံနဲ့ရေထည့်ပြီးရောမွေပြီးရင်ပန်ကိုထည့်ပြီးစီပူမှာကြော်ပြီးသုံးစားလိုက်ပါမိကုန်းတွေကပထမဦးစွာအာလူအခုကိုအခုခွာပြီးအိတ်ထဲထည့်ပါပြီးရင်ကြုံမုံချက်တုံးဖြူရုပ်တီးမုံစားရုပ်ကောင်းနဲ့နန်းနန်းပင်ထည့်ပြီးရောမွေပါပြီးရင်လိတ်ပြီးရေခဲတစ်တာထဲထည့်ပါပြီးရင်ကြုံမုံနဲ့ရေထည့်ပြီးရောမွေပါပြီးရင်ပန်ကိုထဲထည့်ပြီးစီပူထဲကြော်ပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါကစားဖို့အတွက်ကန်တဝင်မို့ရပါပြီအခုအင်ရှင်တိုင်းရိုက်ထုတ်သွင်းမှုမှာဂိမ်းကိုအနိုင်ရတဲ့အခါနောက်တစ်ချိန်မှာအလားအလာနဲ့ဆုံတွေ့ဖို့အချိန်ရောက်ပါပြီ။နောက်မှတွေ့ကြမယ်နောက်မှတွေ့ကြမယ်နောက်မှတွေ့ကြမယ်ဟယ်လိုနဲ့ပတ်သက်ပြီးမိကွန်းလေးတွေပြောကြရအောင်ပထမဆုံးအာလူကိုလေးချမ်းနေပြီးအာလူကို900ခန့်တော့အစိမ့်စိမ့်ပိုင်းဖြတ်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်တော့ကိုစုပ်နေပြီးကြုံမုံနေစားတို့ကိုတစ်ဖန်ထဲပြီးအလုံးများထဲသို့ထဲပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါဟယ်လိုနဲ့ပတ်သက်တဲ့မိကွန်းလေးတွေပြောကြရအောင်ပထမဦးစွာအာလူအကြွက်ကြော်ကိုစားပါပြီးမှအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးကြုံမုံနှင်းစားတို့ကိုထပ်ထဲပါပြီးပြင်ဘယိုကော်လီဤအစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါရွာအာလူပေါ်လုံး3တစ်ခုအရင်ဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုစုပ်နေပြီးကြုံမုံတင်စားတို့ကိုတစ်ဖန်ထည့်ပြီးအလုံးများထဲသို့ထည့်ပါပြီးရင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါ
ပြီးပြင်အာလူဤ900ခန့်နှုန်းကိုစုပ်နေပြီးဂျုံမုံတင်စားတို့ကိုတစ်ဖန်ထည့်ပြီးအလုံးများထဲသို့ထည့်ပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါထိုမိကောများနှင့်ပတ်သက်ပြီးခြေနှက်ပစ်သက်ခဲ့ပါသည်အရင်ဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုစုပ်နေပြီးဂျုံမုံလင်းစားတို့ကိုတစ်ဖန်ထည့်ပြီးအလုံးများထဲသို့ထည့်ပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါပထမဦးစွာအာလူကြော်ကိုစားပါပြီးမှအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းအစိတ်စိတ်ပိုင်းဖြတ်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးဂျုံမုံလင်းစားတို့ကိုထပ်ထည့်ပါပြီးပြင်ဗီယိုကော်လီ၏အစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကာနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါကြော်ကိုစားပါအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းအစိတ်စိတ်ပိုင်းဖြတ်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးဂျုံမုံလင်းစားတို့ကိုထပ်ထည့်ပါပြီးပြင်ဗီယိုကော်လီ၏အစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကာနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါထိုမိကောများနှင့်ပတ်သက်ပြီးခြေနှက်ပစ်သက်ခဲ့ပါသည်အရင်ဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုစုပ်နေပြီးဂျုံမုံလင်းစားတို့ကိုတစ်ဖန်ထည့်ပြီးအလုံးများထဲသို့ထည့်ပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါပထမဦးစွာအာလူကြော်ကိုစားပါပြီးမှအာလူကိုလေးချမ်းပြီးအာလူကို900ခန့်နှုန်းအစိတ်စိတ်ပိုင်းဖြတ်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခန့်နှုန်းကိုရောနေပြီးဂျုံမုံလင်းစားတို့ကိုထပ်ထည့်ပါပြီးပြင်ဗီယိုကော်လီ၏အစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကာနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါကြွရွာအာလူကြော်3တစ်ခုပထမဦးစွာအာလူတဝိုက်ကိုဒီဖြတ်ပြီးသားဖြင့်အခုခွာကမရေမထွက်နိုင်သောအာလူအတုံးများထဲသို့ချလိုက်ပါပြီးပြင်မရေမထွက်နိုင်သောအာလူအတုံးများဖြင့်အတူရေကိုပြည့်ပြီးစားထွက်တာပြစ်ထားပါပြီးပြင်ဂျုံမုံငရုတ်ကောင်းတို့ကိုထည့်ပြီးကြိတ်ချီပြီးဖိထားပါပြီးပြင်အာလူကိုရောနေပြီး4300ပြီးနည်းနည်းကြော်ပါပြီးပြင်စားတင်းလေးတို့ကိုအကျွတ်ကြော်ထားသောအကြော်များကိုထည့်ပြီးစားသုံးလိုက်ပါပထမဦးစွာအာလူတဝိုက်ကိုဒီဖြတ်ပြီးသားဖြင့်အခုခွာကမရေမထွက်နိုင်သောအာလူအတုံးများထဲသို့ချလိုက်ပါ
ပြင်းပြင်းမရေမထွက်နိုင်သောအာလူအတော်များဖြင့်အတူရည်ကိုပြုတ်ပြီးစားထည့်ကဆုပ်ထားပါ ပြင်းပြင်းကြုံမုံငရုတ်ကောင်းဖြူငရုတ်ကောင်းတို့ကိုထည့်ပြီးကြိတ်ချီပြီးဖယ်ထားပါ ပြင်းပြင်းအာလူကိုရောနေပြီး4,300မြာပြီးပြီးနဲ့ကြော်ပါ ပြင်းပြင်းစားရင်နှင့်တို့ကိုအကြွက်ကြော်ထားသောအကြော်များကိုထည့်ပြီးစားသုံးလိုက်ပါ အဲ့ဒါဒီပတ်သက်သောမိကောများကိုပြောမွေးခဲ့သည် ပထမဦးစွာအာလူတဝိုက်ကိုဒီဖြတ်ပြီးသားဖြင့်အခုခွာကမရေမထွက်နိုင်သောအာလူအတုံးများထဲသို့ချလိုက်ပါ ပြင်းပြင်းမရေမထွက်နိုင်သောအာလူအတုံးများနှင့်အတူရည်ကိုပြုတ်ပြီးစားထည့်ကဆုပ်ထားပါ ပြင်းပြင်းကြုံမုံငရုတ်ကောင်းဖြူငရုတ်ကောင်းတို့ကိုထည့်ပြီးကြိတ်ချီပြီးဖယ်ထားပါ ပြင်းပြင်းအာလူကိုရောနေပြီး4,300မြာပြီးပြီးနဲ့ကြော်ပါ ပြင်းပြင်းစားရင်နှင့်တို့ကိုအကြွက်ကြော်ထားသောအကြော်များကိုထည့်ပြီးစားသုံးလိုက်ပါ ဒီကပြောင်းဖို့ခွေးတော့ကတယောက်တည်းသွားအရင်ဆုံးဝက်ဦးချောင်းကိုပြီးဝက်ဦးချောင်းကိုဖွင့်ပြီးဝက်ဦးချောင်းကိုပြလိုက်ပါ ပြီးမှဆိုင်ကြည့်လိုက်တော့ချိန်နဲ့ဖွဲ့စည်းထားတဲ့ဝက်ဦးချောင်းတစ်ချားကိုကြည့်ရမယ် ပြီးရင်ကိုလီးဖြတ်ပြီးကိုဖွင့်ပြီးကိုသုံးပိုင်းခွဲ၍တစ်ဝက်ကပြပါ ပြီးရင်ဝက်ဦးချောင်းနဲ့တစ်ဝက်ကိုထည့်ပြီးအားလုံးကိုဖယ်ထားကအိတ်ကိုလီးဖြတ်ပြီးပါကိုဖွင့်ပါ ပြီးရင်စားကြုံမုံကြားနွားညို့ကိုဆက်ဥတို့ကိုရောချစ်ပြီးပမအောင်ရောနေပြီးမုံသားအစိုးထဲပါ ပြီးရင်ချိတ်ပြောင်းဖို့ခွေးကိုပန်ကိုထဲတွင်ထိုးထားပြီးနဲ့အောင်ကြော်ပြီးမုံမြင်းနဲ့ကိုကိုပြီးဝက်ဦးချောင်းကိုဖွင့်ပြီးဝက်ဦးချောင်းကိုဒီပြလိုက်ပါ ဆိုင်ကြည့်လိုက်တော့ချိန်နဲ့ဖွဲ့စည်းထားတဲ့ဝက်ဦးချောင်းတစ်ချားကိုကြည့်ရပါ ပြီးရင်ကိုလီးဖြတ်ပြီးကိုဖွင့်ပြီးကိုသုံးပိုင်းခွဲ၍တစ်ဝက်ကဖြတ်ပါ ပြီးရင်ဝက်ဦးချောင်းနှင့်တစ်ဝက်ကိုထည့်ပြီးအားလုံးကိုဖယ်ထားကအိတ်ကိုလီးဖြတ်ပြီးပါကိုဖွင့်ပါ ပြ
ကြုံမုံတကြားနွားနို့နှင့်ချက်ဥတို့ကိုရောထည့်ပြီးသမအောင်ရောနေပြီးမုံသားအစိုထဲထည့်ပါပြီးရင်ချိတ်ပြောင်းမှုခွေကိုပါကိုထဲတွေဖုံးထားပြီးနဲ့နဲ့အောင်ကြော်ပြီးမို့ငင်းရင်ကိုထဲအားပြီးပျော်လိုက်ပါထိုမိကောများနှင့်ပတ်သက်ပြီးခြေနှက်တစ်သက်ခဲ့ပါသည်အရင်ဆုံးအာလူကိုလေးချမ်းပြီးအာလူကို900ခိုင်နှုန်းတစ်ဝက်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခိုင်နှုန်းကိုစုပ်နေပြီးကြုံမုံလင်းစားတို့ကိုတစ်ဖန်ထဲပြီးအလုံးများထဲသို့ထဲပါပြီးပြင်ကြော်ပြီးရင်စားပြီးပျော်လိုက်ပါပထမဦးစွာအာလူကြော်ကိုစားပါပြီးမှအာလူကိုလေးချမ်းပြီးအာလူကို900ခိုင်နှုန်းအစိတ်စိဖိုင်းပြတ်ပြီးပြုတ်ပါပြီးပြင်အာလူဤ900ခိုင်နှုန်းကိုရောနေပြီးကြုံမုံလင်းစားတို့ကိုထပ်ထဲပါပြီးပြင်ဘယိုကော်လီ၏အစိတ်အပိုင်းများကိုအခုခွာပြီးအလုံးများထဲသို့ထည့်ကာနည်းနည်းသောအကြော်ကိုစားသုံးပြီးတစ်သက်စွာစားသုံးပါဘဲတောက်ရှိအကြော်တွေကိုတစ်လုံးမှတစ်လုံးသုံးလုံးပါသွားတော့တယ်ပထမဆုံးအာလူတစ်လုံးကိုအခုခွာပြီးငရုတ်ကောင်းညိုငရုတ်ကောင်းတင်ကန်တဝိငရုတ်ကောင်းတို့ကိုထည့်ပြီးစားတင်စားအနိယာတို့ကိုထည့်ပါပြီးပြင်ရောမွေပြီးရင်ပြင်ဆွဲတို့ပြီးမိနစ်30အေးခါကစတူရကိုဖြစ်အောင်ပြီးဖြတ်ပါပြီးမှနဲ့ကြော်ပြီးစားလိုက်နဲ့အရသာခံလိုက်ပါပထမဆုံးအာလူတစ်လုံးကိုအခုခွာပြီးငရုတ်ကောင်းညိုငရုတ်ကောင်းတင်ပြန်တဝိငရုတ်ကောင်းတို့ကိုထည့်ပြီးစားတင်စားအနိယာတို့ကိုထည့်ပါဒီထဲသို့ပြီးမိနစ်30အေးခါကစတူရပုံဖြစ်အောင်ဒီဖြတ်ပါပြီးမှနဲ့ကြော်ပြီးစားလိုက်နဲ့အရသာခံလိုက်ပါထိုမိကောများနှင့်ပတ်သက်၍ခြေနှက်ခဲ့သည်ပထမဆုံးအာလူတစ်လုံးကိုအခုခွာပြီးငရုတ်ကောင်းညိုငရုတ်ကောင်းတင်ပြန်တဝိငရုတ်ကောင်းတို့ကိုထည့်ပြီးစားတင်စားအနိယာတို့ကိုထည့်ပါပြီးပြင်ရောမွေပြီးရင်ပြင်ထဲသို့ပြီးမိနစ်30အေးခါကစတူရပုံဖြစ်အောင်ပြီးဖြတ်ပါပြီးမှနဲ့ကြော်ပြီးစားလိုက်နဲ့အရသာခံလိုက်ပါ